တွဲတယ်ဆိုတာခွဲခြင်းရဲ့အကြောင်းပဲဘသူတွေဘလောက်ပဲအတွဲကောင်းနေကြပါစေအမြဲပြောင်းနေတဲ့လောကကြီးမှာအချိန်တန်တော့လဲမြဲတဲ့သူတွေနဲ့ခွဲကြရတာပဲမဟုတ်လားအရှင်ခွဲနဲ့အသေးခွဲပဲကွာပါတယ်ဆိုတော့ကတွဲမရလို့ခွဲကြတဲ့အခါအခွဲကောင်းဖို့ပဲကြိုးစားရမယ်အမုန်းနဲ့မခွဲပဲအပြုံးနဲ့ခွဲနိုင်အောင်အချစ်နဲ့မခွဲပဲအနှစ်နဲ့ခွဲနိုင်အောင်မတရားနဲ့မခွဲပဲတရားနဲ့ခွဲနိုင်အောင်အကုသိုလ်နဲ့မခွဲပဲကုသိုလ်နဲ့ခွဲနိုင်အောင်လေ့ကျင့်ရမယ်အချိန်တန်ရင်ခွဲရမယ်ဆိုတဲ့အသည့်ကိုဆင်ခြင်ပြီးတွဲနေတဲ့အချိန်မှာအလွဲတွေမများဖို့အတွဲလွန်ပြီးအစွဲလွန်ယောဂမဖြစ်ဖို့အတွဲများတဲ့အလွဲအမှားကြောင့်ငရဲသွားတဲ့အထိမရောက်ဖို့တတိပြုကြရမယ်အကောင်းဆုံးကတော့အတွဲနဲ့အခွဲကိုတတိပြုပြီးမမြဲကြလို့ခွဲကြတဲ့အခါအလွဲတွေနဲ့မခွဲကြပဲအချိန်တန်လို့ခွဲကြရတဲ့လူသဘောထား